ဝိဒုရာဇတ်တော်ဤရွှေလွန်လေးပြီးသောအခါဟာကုရုတိုင်းအိန္ဒပတ္တနဂုပြည်၌ကောရပြမင်းကြီးသည်စိုးစံတော်မူလေ၏ထိုမင်း၌ဉာဏ်ပညာထူးပြည့်စုံရုံမကတရားဟောကောင်းသူဖြစ်ပါကြော်ကြားသောဝိဒုရာဟုခေါ်တင်သည့်ပညာရှိမှကြီးရှိပါれကောရပြမင်းဟာကျွေအံကစားခြင်းအမှု၌ဝါသနာကြည့်ပြီးဘဝဟောင်း၌မိခင်တော်ဆက်ခဲ့ပြီးသူထိပ်ပြီးသောနတ်သမီးကတကူဖြင့်ကူညီသောကြောင့်ကစားတိုင်းအနိုင်ရခဲ့ပါれကောရဗမင်းကြီးဟာကျွေအံကစားသည်ကိုဝါသနာပါသလိုတရားဓမ္မ၌ပါမွေ့လျော်သူဖြစ်သည်ဖြင့်ဥယျာဉ်တော်၌တရားအားထုတ်ခဲ့ပါတယ်။အဲ့ဒီလိုတရားအားထုတ်ဥပုသ်တီလစောက်တရား၌ရှေးဘဝကအစေခင်မှုဖြစ်ခဲ့ကြသောတရားမင်းနဂါမင်းဂလုံမင်းနှင့်အတူတီလစောက်တီလေးရှိပါတယ်။တနေ့တ၌ထိုမိတ်ဆွေလေးဦးသည်မြေသွေးတီလကပုံမြဲသည်ကိုငင်းခုန်ကြရာကျုပ်ကနဂါဖြစ်လျက်အဆွေဂလုံမင်းကိုရံမပြုပါဒါကြောင့်ကျုပ်ရဲ့တီလကပုံမြတ်ပါတယ်။အမေမင်းနဂါဆိုတာဂလုံအကြိုက်ဆုံးတရားပဲဒါကိုမစားပဲသိခံနေနိုင်တဲ့ကျုပ်ရဲ့တီလာကအမျက်ဆုံးပါပဲဒုမင်းလေးပါဟာနောက်ဆုံးတွင်ဝိရုရဒုက္ခမိန်တန်သွားကအဆုံးဖြတ်ရယူခဲ့ပါတယ်။အော်အရှင်မင်းကြီးတို့အရှင်တို့သည်မကောင်းမှုမပြုကာကာမဂုဏ်၌မမွေ့လျော်ကြောက်ကြမှုမရှိသိခံခြင်းသာရှိထို့သောဂုဏ်လေးပါးနှင့်ပြည့်စုံသည့်အတွက်အားလုံး၏တီလာသည်ညီလူပင်မြတ်ကြလေသည်မင်းလေးပါသည်ဝိရုရအမတ်ကြီး၏ဆုံးဖြတ်မှုကိုကျေနပ်သွားကြတော့၏အမတ်ကြီးဆောက်ဟောသည့်တရားကိုလည်းကောင်းစွာနာယူကြလေသည်အရှင်မင်းကြီးတို့တရားတော်ဒီကဤသို့ဖြစ်လေသည်ဂုရုဏနဂါမင်းသည်နဂါပြည်သို့ပြန်ရောက်လျင်ဝိရုရအမတ်ကြီး၏ဂုဏ်သတင်းကိုပြောပြလေသည်တို့ကနဂါမင်း၏မိဖုရားဝိမလာသည်ဝိရုရအမတ်ကြီးကိုများစွာကြည်ညိုပြီးထိုအမတ်ကြီး၏တရားကိုနာကြားလိုစိတ်တို့တဖွာဖွာဖြစ်ပေါ်လာတော့၏သူမသည်ဝိရုရအမတ်ကြီးကိုနဂါပြည်သို့ပေးဆောင်စေခြင်းတော်လဲယူဒန်နန်တောက်ဆိုပါကနဂါမင်းကပေးဆောင်ပေးလိမ့်မည်မဟုတ်ပေပရိယေဆင်မှရလိမ့်မည်ဟုတွေကမကြမ်းမာခြင်းဟန်ဆောင်ပြီးချင့်ကပ်လေ၏ဝိဒုရရဲ့နှလုံးသားကိုမရပါကနှမတော့တေးရပါလိမ့်မယ်မောင်နော်ယောခတ်ပါလားကွယ်ထိုအခါနဂါမင်းဟာသူ့ရဲ့သမီးတော်အိန္ဒရရတီဟာမိခင်ဖြစ်သူချင်းချင်းအကြောင်းပြောပြကသမီးရဲ့မဲတော်အသက်ရှင်ဖို့ဝိဒုရကိုစောင့်ကျဉ်နိုင်အောင်ကြံသမ်းပါပြီအဲ့ဒီအတွက်သမီးတော်ရဲ့တောင်းကိုထားလိုက်ပါထို့နောက်နဂါမင်းသမီးလေးဟာဟိမနာရှိနာလာဂီရီကြောက်ဆောင်ပေါ်၌ပန်းရောင်တို့ဖြန့်ခင်းကပန်းမွေးရပေါ်စော့ကစားရင်အချစ်တေးသချင်းကိုတီးဆိုနေ၏မကြမီမှာပင်ဘလူးစီဝေးသို့တွားရန်ခီးနေလာသည့်ဘလူးစစ်သူကြီးပုံနကဟာနဂါမင်းသမီးလေး၏တာယာချွေသောတခြင်းတန်ကိုကြားရသည်နှင့်မနှောမရမင်း၏ဇက်ကျိုးကိုဆွဲကာရက်တန်လိုက်ပြီးလျင်မြင်းပေါ်မှဆင်းကနဂါမင်းသမီးလေးအနီးသို့ရှင်းကပ်သွားလေသည်ပုံနကသည်နဂါမင်းသမီးလေးအားမြင်ချင်းလွန်စွာချစ်ခင်သဖြင့်ချစ်စကားဆိုမိတော့၏နှမတော်ကိုမောင်တော်ချစ်မိပြီကွယ်မောင်တော်ကိုတုံ့ပြန်ချစ်နိုင်မှာမလားပြောပြပါဦးအဖေပြန်မိပါဦးဝိရုရအမတ်မင်းရဲ့နှလုံးသားကိုရအောင်ယူပေးနိုင်မယ်ဆိုရင်ချစ်တော့ပြန်ပါမယ်။ကောင်းပြီ။ဂတိတာတီးပါကွယ်ဝိဒုရနှလုံးသားကိုရစေမယ်။ပုံနကလည်းဝိဒုရအမတ်ကြီးကိုညံစင်ရေးရယူနိုင်ရန်ဝေပုံလာတောင်မှမနောဟရဗြဟ္မများကိုဆောင်လျက်နန်းတော်သို့ဥတီတွားရောက်လေတော့၏။ရွှေနန်းတော်သို့ရောက်လျင်လူအသင်နှင်းမဲ့ဘရင်ကြီးရှိတော်မှ၌ခါစားဝင်ရောက်လေသည်။အရှင်မင်းကြီးကျွန်တော်မျိုးရဲ့အမိကကစ်စီပါ။အရှင်မင်းကြီးနဲ့ကျွန်တော်မျိုးတို့ကြွေရန်ကစားလိုပါတော့။အရှင်မင်းကြီးနိုင်မှာကဟောဒီမနောဟရီဗြဟ္မများကိုယူပါအရှင်မင်းကြီးရှုံးမှာကကျွန်တော်မျိုးလူရကိုတောင်းဆိုခွင့်ပြုပါကောင်းပြီကစီတင်နိုင်ငံမှာကငါးဤထိနဲ့မိဖုရားမလွဲရတင်လူရကိုတောင်းလို့အဲ့ဒီလိုသဘောတူညီမှုပြီးနော်သူတို့နှစ်ဦးဟာအဲ့တဲ့မင်းပြိတဲ့တို့ရဲ့အလဲမှာကြွေအန်စတင်ကစားခဲ့ပါတယ်အဲ့ဒီအခါထုံးစံတိုင်းမင်းကြီးကကိုညီရန်ထိပြူသောနတ်သမီးလေးရောက်ရှိရာပုံနကမြင်လျင်မျက်စောင်းကြီးထိုး၍နှင်လွတ်လိုက်ရာမင်းသမီးလေးလည်းလက်ပြက်ကထွက်ပြေးသွားတော့၏ဘယ်လိုဖြစ်တာလဲအဲ့ဒီခါမှာမင်းကြီးဟာအရှုံးကြီးရှုံးသွားပါတယ်ကဲအမောင်ကစီငါဂရိပြုထားတဲ့အတိုင်းငါရဲ့ထိနဲ့မိဖုရားကလွယ်ပြီးကြိုက်ရကိုတောင်းဆိုပါလို့အခြားအရာတွေလည်းမလိုချင်ပါဘူးဝိရုရအမတ်ကြီးကိုပဲလိုချင်ပါတယ်မင်းကြီးဘေးမင်းကြီးသည်ဝိရုရမှာသူပိုင်မဟုတ်သဖြင့်မပေးနိုင်ဟုညင်းလေ၏သို့တော့ဝိရုရအမတ်ကြီးကိုယ်တိုင်လိုက်ပါရင်သဘောတူလိုက်ပါ၏ထို့နောက်ကစီလူနေအမိခံပုံနကသည်တိန်တော်မြင့်မြတ်ကိုစီးပြီးခင်းနေတော့ရဝိရုရမတ်ကြီးသည်မြင်းမိကိုဆွဲလျက်လိုက်ပါရှာတော့၏အဲ့ဒီအခါပုံနှံ့သည်ဝိရုရရဲ့နှလုံးသားကိုရရန်အတွက်ဝိရုရမတ်ကြီးတည်တည်ရန်တောင်စီခုနှစ်တက်ကိုဖျက်ဆီးလေ၏စုပင်များကြောက်တော်များကြားအတင်းထိုးပေါက်စီးနေတော့၏သို့သောဝိရုရမတ်ကြီးသည်တစ္ဆာတစ်ခုကြောင့်အသက်အန္တရာယ်မထိခိုက်ခဲ့ပါဘူးဟုတ်မလွယ်ပါလားဘလို့လို့ဝိရုရမတည်သောအခါပုံနှံ့ကသည်ဒေါသဖြစ်လျက်ရှိ၏ဒီခါမှာတော့ဝိရုရမတ်ကြီးဟာမေးလေ၏အမောင်လို့လင်ဘာဖြစ်လို့ငါ့ကိုတည်ရန်ကြံရလဲအသိရဲ့နှလုံးကိုနဂါမရဲ့မိဖုရားကလိုချင်လို့ကျွန်တော်စူးစမ်းရတာပါ။အော်ငါရဲ့နှလုံးကိုလိုချင်တဲ့လား။ဒါဆိုရင်တင့်ရဲ့လောကလွဲမနေပြီကွ
ဘလို့လွဲမှားတာလဲမကြီးဝိမလာမိဖုရားကငါရဲ့နှလုံးသားကိုလိုချင်တဲ့ဆိုရာဒုတဲ့နဲ့တရှိတဲ့နှလုံးသားကိုပြောတာမဟုတ်ငါရဲ့နှလုံးသားမှာထွက်ရှိတဲ့တရားကိုသာပြောခြင်းဖြစ်ပါတယ်ဒါကြောင့်သင်လွဲမှားနေပြီလို့ပြောရတာပါပဲဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်မိုင်းမိုင်းပေါ့ပူပန်မနေပါတော့နဲ့လေငါ့ကိုမိဖုရားဝိမလာစီတာပို့ဆောင်ပေးပါထိုအခါပုံနကဟာအမတ်ကြီးဝိရူရာကိုမြင်းမြန်ဟိကြောပေါ်သို့ခေါ်တင်ကနဂါးပြည်သို့ခေါ်ဆောင်သွားတော့၏နဂါးပြည်သို့ရောက်လျင်ဝိရူရာအမတ်ကြီးသည်သူ့ကိုဝမ်းမန်တသားကြိုဆိုနေကြသည့်နဂါးမင်းနှင့်တကွမိဖုရားဝိမလာပါဝင်ပြည်သက်များအားတရားဓမ္မဟောကြားတော်မူတော့၏အမတ်ကြီးဝိရူရာထံမှတရားကိုနာကြားရလျင်နဂါးမင်းနှင့်မိဖုရားတို့သည်အခြားသောပြည်သက်တို့နှင့်တူလွန်စွာပျော်ရွှင်သဘောကျကုန်လာ၏ဤတွင်နဂါးမင်းကမှတ်ချက်ပြုခဲ့၏ပညာရှိသူကမင်းတို့ရဲ့နှလုံးဆိုတာဟာပညာသာဖြစ်ပေတယ်။မတ်ကြီးဝိရုဒတင်းတရားကိုနိုင်ရသဖြင့်တင်းရဲ့နှလုံးကိုကျွန်တော်တို့ရစေပြီ။ထို့နောက်နဂါမင်းသည်ဂရိတကားရှိတဲ့အတိုင်းဝိရုဒမတ်ကြီးကိုပင့်ဆောင်ပေးနိုင်ခဲ့သဖြင့်ပုံနကအားသမီးတော်အိန္ဒြရယတိနှင့်ပေးစားလိုက်တော့၏။အမတ်ကြီးဝိရုဒကုန်ပြီးစัจ जा မင်းတို့သာ300သည့်မရောဟရဗရမများကြီးကိုပေးအပ်ခဲ့ပါတယ်။အဲ့နော်မြင်းမြန်ကြီးရဲ့ကြောပေါ်၌ဝိရုဒမတ်ကြီးကိုရှေ့သုံးမှထားကပုံနကကအလယ်မှာရှိလျက်အိန္ဒြရယတိကိုနောက်မှထားပြီးနဂါးပြည်မှာထွက်ခါလာခဲ့ကြတော့သည်ဝိရအမတ်ကြီးသည်ဂုရုတိုင်းသို့ပြန်ရောက်လေလျင်ဗရမယတနာကိုကောရဗမင်းကြီးအားဆက်သားလိုက်လေသည်ထို့နောက်မင်းနှင့်ပြည်သူအားတရားဓမ္မဟောကြားလျာစုတေတိအခါဝဲအားလုံးနက်ပြည်သူလာရကြတော့သည်